နောက်ပိုင်းကျခရမ်းသီးဝယ်လာမယ်ဆိုရင်တော့တုပ်ပဲစားမနေပါနဲ့တော့ဒါကစားရတာယိုးဤနေပြီမဟုတ်လားဒီနေ့မှာတော့ကြော်တာလည်းမဟုတ်ပြုတ်တာလည်းမဟုတ်တဲ့ရိုးရှင်းတဲ့ချက်နည်းလေးတစ်မျိုးကိုမျှဝေပေးပါမယ်ခင်ဗျာအသားတွေငါးတွေထပ်စားလို့ကောင်းပါတယ်မြေကြီးတွေကတူးလာတဲ့ခရမ်းသီးကိုအရင်ဆုံးအခွန်ခွာပြီးတဲ့အခါမှာတော့ဓာတ်နဲ့ထူထူလေးလှီလိုက်ပါမယ်စားလိုက်တဲ့အခါမှာအရသာပိုကောင်းပါတယ်အယောင်မညိုးသွားအောင်လို့စားရှာလာကာရေတန်းတို့နဲ့နှစ်ကြိမ်စီပေးပါမယ်ပကံလုံးတွေကိုကြက်ဥနှလုံးဖောက်ထည့်ပါမယ်နှံ့အောင်မွေပေးပါမယ်ကျွန်တော်နေတိုင်းပဲစားကောင်းတဲ့အင်ချက်နီးတွေကိုမျှဝေပေးနေတာဖြစ်တဲ့အတွက်လူကြီးမင်းရဲ့အသေးအနီလေးကိုမရသေးပါဘူးခင်ဗျာတကယ်ကိုတနာစရာကောင်းလွန်ပါတယ်ဒီနေ့တော့တစ်ခုလောက်ပေးခဲ့ပါအောင်ဗျာအရန်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာပြီးတဲ့အခါမှာတော့အပေါ်ကနေကုံမုတ်တလာထပ်ဖြူပြီးတော့နှံ့နေအောင်မွေလိုက်ပါမယ်ဒီလိုချက်တဲ့ခရမ်းသီးကစီစိုးယူမှုနေပြီးတော့အစီလဲမပြန်ပါဘူးစီပူကျင်60ရာခိုင်နှုန်းလောက်မှာဒဲအိုရဲထည့်ကြော်ပါမယ်ရှီဝါရောင်လေးတွေတန်းတဲ့အထိကြော်ပြီးတဲ့အခါမှာတော့ဆယ်ပြီးတော့ဖယ်ထားလိုက်ပါမယ်ဒဲအိုရဲကိုကြက်သွန်နီချင်းကြက်သွန်ဖြူနဲ့ငရုတ်သီးကြောတို့ကိုထည့်ပြီးတော့မှုေးလာတဲ့အထိကြော်ပါမယ်ငါးရတာဝတ်သားမွှကြော်လုပ်မယ်ဆိုရင်တော့ဒီလိုပဲငံတယ်မှုေးတယ်ချိုးချင်းရတာရှိတဲ့ဟာမျိုးကိုသုံးရပါမယ်ကျက်သွားပြီဆိုရင်တော့နည်းနည်းလေးမှမဆက်ပါဘူးစားလို့ကောင်းပါတယ်ခရမ်းသီးတွေထပ်ထည့်လိုက်မယ်ငရုတ်သီးအစိမ်းနည်းနည်းနဲ့တွဲပြီးတော့အယောင်နည်းနည်းတင်လိုက်ပါမယ်အပူပြပြနဲ့အကုန်နှံ့နေအောင်ကြော်ပြီးတဲ့အခါမှာတော့ဥပုပ်ခါချလို့ရပြီဖြစ်ပါတယ်ဒီလိုချက်တဲ့ငါးရတာခရမ်းသီးကြော်ကထမင်းငါးပကံဆိုရင်တော့မှစားလို့မဝပါဘူးခင်ဗျာ